ကဲလာပြီနော်ဘလို့သုံးရမလဲဆိုတော့နီးလေးကိုရောင်ပြပြတော့မယ်ဆိုတော့ဒီအောင်မဲညိုရဲ့ရဲယူရွက်ရဲ့တမရွက်ရဲ့တက်ထုရည်ကိုကျွန်တော်လုပ်ပေးထားတယ်ဒါပထမဗီဒီလေးပေါ့နော်ဆိုတော့အဲ့ဒီအရေးကိုပဲကျွန်တော်တို့ဒီရောင်ကကြတော့ကိုယ့်အိမ်မှာဒီအစီဘူးလေးရှိတယ်ဆိုတဲ့အခါကျတော့ဘူးလေးကိုထည့်ပြီးတော့သုံးမယ်ပေါ့နော်ဒီလိုဘူးလေးမရှိဘူးဆိုလို့ရှိရင်လည်းရပါတယ်လက်လေးနဲ့ပဲကိုယ့်ရဲ့စပင်အနှံ့ကိုလိမ့်ကြံမယ်ပေါ့နော်နောက်တစ်ခါကျတော့ရောင်ကဒီ A3 plus ပင်အားပြည့်စီပေါ့နော်အစီကို23ဆက်လောက်တော့ရောင်ထည့်တယ်ရှင်ဘာလို့လဲဆိုတဲ့အခါကျတော့စပင်ကိုပို့ပြီးတော့ဆန်သားလေးပို့ပြီးချော့အောင်ဖြစ်ပါတယ်ရှင်ဆိုတော့ဒီ A3 plus ကိုမရှိတဲ့သူတွေအနေနဲ့ကျွန်တော်အုံးစီစစ်စစ်ကိုထည့်လို့ရတယ်တန်လင်းစီစစ်စစ်လည်းထည့်လို့ရပါတယ်ရှင်ကျွန်တော်တို့သုံးတဲ့အခါမှာစီကတော့စစ်ဖို့အရန်ကိုလိုအပ်ပါတယ်နော်စပင်အတွက်ကောင်းတဲ့စီတွေဆိုလို့ရှိရင်တော့ကျေပဲစီရဲ့ကျက်စုစီရဲ့အုံးစီရဲ့တန်လင်းစီကတော့ကောင်းပါတယ်ရှင်ဆိုတော့ရောင်ကကျတော့ A3 plus ပင်RCC ကိုပဲသုံးပါတယ်ဆိုတော့ရောင်ဒီလိုလေးလိမ့်ပါတယ်ဒီလိုမျိုးအသိဉာဏ်အပြင်ကျွန်တော်ခေါင်းလျှော်ကန်ဒီနိုင်ဝဲမိနစ်40လောက်လိုမှတော့သုံးပေးပေါ့နော်စပင်ဆန်သားအနှံ့ဥယျာဉ်ပြအနှံ့နဲ့ထိလို့ရတယ်အဲ့တော့စပင်ဆန်သားကိုဒီအရင်ကနေအဖျားဒီသုံးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်စပင်ရှည်လို့ရှိရင်တော့ဒီပေါ့ကုတ်ကလေးနဲ့ညှက်ထားနည်းနည်းတော့သူကပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရောင်လေးလက်မှာလို့ဆိုတော့တော်တော်ပေးတယ်အယောင်ဆွဲတယ်ပေါ့ဘာလဲဆိုတော့ဒီအောင်မဲညိုကအယောင်ရှိတာ哦ဒီလိုမျိုးစပင်ဆန်သားနဲ့ဥယျာဉ်ပြနှံလိမ့်ထားပြီးပြီဆိုလို့ရှိရင်တော့မိနိုင်ဝက်မိနစ်40လောက်ထားပေးပြီးလို့ရှိရင်ဓာတုနည်းနည်းရှံမှုလေးနဲ့လျှော်ချပေးပေါ့နော်အရောင်ကကြတော့စပင်ဖြူတယ်ဘာလို့အယောင်တွေမှိုင်းကုန်တာလဲဆိုတော့ A3 plus လည်းအမြဲတမ်းသုံးတာပါတယ်ဒီလိုတဘာဝနည်းတွေလေးအယောင်ကလုပ်ပေးတာလည်းပါတယ်ပေါ့နော်ဇံပိတ်ရက်မှာကိုကိုတိုင်း homemade တွေလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနည်းတွေလိုက်လို့ကြည့်ပါစပင်နဲ့ပတ်သက်ညှောက်ပေးနေအယောင်ဖြစ်ပါတယ်ရှင်ကျေးဇူးပါ